ကျက်သားစားရင်အင်ကြီးကိုစီမပေးစေနဲ့ Last year, on the 2025 PMWC stage, ဆရာကြီးအင်ကြီးချုပ်ရလို့ရ မင်္ဂလာဆောင် World Champion. အလူလား to honor that trophy, they carry it to every Young player in the world. ကျွန်တော်ပဲစတောင်းလို့ Mobile team and PDP. This CIA, album draws its lão già này biểu. from traditional Myanmar attire. တပြားမှာပေးစရာ Lines of the title project. အခုတော့ရှိတယ်ကျက်သားစားရင်အင်ကြီးကိုစီမပေးစေနဲ့ ဒီရောင်ဒီအစင်ကိုချိလိုက်ပြီဆိုတာနဲ့ဒီမြန်မာပြည်ကိုတန်းပြီးတော့ခံစားရပြီဒီဝတ်ဆောင်ကကျွန်တော်တို့အတွက်ဒီရိုးရိုးအင်္ဂလိပ်စကင်တခုတည်းနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဘယ်ရလာလဲဆိုတော့ပါကိုစားပြုပေးတယ်ပြီးတော့မနှစ်က PNWC ချန်ပီယံဖြစ်ခဲ့တုန်းကအချိန်လေးကိုပါကျွန်တော်တို့ပြန်ပြီးတော့သတိရစေတယ် But winning the World Championship does not make every match that follows easier. Yet Yangon Galacticos kept showing up anyway, because Myanmar's first world champions do not put the crown down. ဒီနှစ်ကတော့ကျွန်တော်တို့အတွက်လွယ်တော့မလွယ်ဘူးခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့ Sub 5ဖို့အတွက်အခွင့်အရေးရှိရဆိုတာကျွန်တော်တို့ယုံတယ်ကျွန်တော်ဘယ်တော့မှလည်းအချုံပေးသွားမှာမဟုတ်ပါဘူးကျွန်တော်ဆက်ရှိနေအောင်ပါ For YG, being champions was never only about the day they raised that trophy. It also belongs to the days after. They were the first to raise it. They are going back to defend it. မြန်မာယဉ်ကျေးမှုကိုအခုလိုမျိုး gain နဲ့ထိယူဆောင်လာပေးရဲ့ပတ်ချင်မိုဘိုင်းတင်ကိုအရင်ပဲကျေးဇူးတင်ပါတယ်ဒါမဲ့ Paris က PNWC တန်ပွဲမှာလည်းကျွန်တော်တို့ဒီဝတ်ဆောင်ဝတ်ပြီးတော့အကောင်းဆုံးရှင်းပြသွားမှာပါ Fight till you make it